2016 FIFA ကမ္ဘာဖလားဆီဦးတည်သွားနေတဲ့ဝင်ငွေအများဆုံးဘောလုံးသမားများနံပါတ်7ကတော့နေမာဖြစ်ပါတယ်။သူဟာလာစာနဲ့စပွန်ဆာစာချုပ်တွေကနေတစ်နှစ်ကို$38 သန်းရရှိပါတယ်။ဘရာဇီးရဲ့အကြီးမားဆုံးဘောလုံးအိုင်ကွန်မှာနံပါတ်10ကတော့ Harry Kane ဖြစ်ပါတယ်။သူဟာလာစာနဲ့စပွန်ဆာတွေကနေတစ်နှစ်ကို$41 သန်းရရှိပါတယ်။အင်္ဂလန်ရဲ့ညင်းပယ်လို့မရတဲ့အသင်းကောင်းဆောင်ကြီးပါ။နံပါတ်9ကတော့လာမင်းညာမောက်ဖြစ်ပါတယ်။သူဟာလာစာနဲ့စပွန်ဆာစာချုပ်တွေကနေတစ်နှစ်ကို$43 သန်းရရှိပါတယ်။စပိန်ရဲ့လူငယ်ပါရမီရှင်လေးပါနံပါတ်10ကတော့ Jude Bellingham ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာတွေကနေတစ်နှစ်ကို$44 သန်းရရှိပါတယ်အင်္ဂလန်နဲ့ Real Madrid ရဲ့ကျဲပွင့်ကစားသမားပါနံပါတ်9ကတော့ Sadio Mane ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာစာချုပ်တွေကနေတစ်နှစ်ကို$54 သန်းရရှိပါတယ်စနီးခေါ်ရဲ့ကန်ထဝင်တိုက်စစ်မှုပါနံပါတ်6ကတော့ Mohamed Salah ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာတွေကနေတစ်နှစ်ကို$55 သန်းရရှိပါတယ်အီဂျစ်ရဲ့ကမ္ဘာကျော်စူပါစတာပါနံပါတ်5ကတော့ Vinicius Junior ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာစာချုပ်တွေကနေတစ်နှစ်ကို$60ရရှိပါတယ်ဘရာဇီးရဲ့ Messi ကြားစီအတိုက်စစ်ကျဲပွင့်ပါနံပါတ်4ကတော့ Erling Haaland ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာတွေကနေတစ်နှစ်ကို$80ရရှိပါတယ်နော်ဝေရဲ့တာစီးလို့မရတဲ့ဂိုးသွင်းစေယုံကြည်ပါနံပါတ်3ကတော့ Kylian Mbappe ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာစာချုပ်တွေကနေတစ်နှစ်ကို$95 တန်းရရှိပါတယ်ပြင်သစ်ရဲ့အကြီးမားဆုံးဘောလုံးစူပါစတာပါနံပါတ်2ကတော့ Lionel Messi ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာတွေကနေတစ်နှစ်ကို$40 တန်းရရှိပါတယ်အာဂျင်တီးနားရဲ့ကန်ထွင်အိုင်ခွန်ကြီးပါနံပါတ်1ကတော့ Cristiano Ronaldo ဖြစ်ပါတယ်သူဟာလာစာနဲ့စပွန်ဆာစာချုပ်တွေကနေတစ်နှစ်ကို$300အထိရရှိပါတယ်ပေါ်တူဂီရဲ့ကန်ထွင်စူပါစတာကြီးပိုင်ဖြစ်ပါတယ်